မောင်ကိုကာလာစီတီမြို့လေးရဲ့သူရဲကောင်း9ဘော်တွေကခေါင်းဆောင်ဖြစ်တဲ့သူတယောက်သူ့ရဲ့ရဲစွမ်းတက်တိနဲ့အဖွဲ့သားတွေကိုကာကွယ်ပေးခြင်းနဲ့စိတ်ကတော့အမခန့်ပါပဲရောင်စုံမြို့တော့ကာလာစီတီရဲ့နေဝင်ကြီးတရောရောင်စုံနဲ့ကောင်းကင်ရဲ့အောက်မှာလင်းလက်နေတဲ့ချိန်မှာသေးငယ်တဲ့ရင်ပြန်လေးတွေကလည်းမှန်စီရွှေချတာဝါကြီးရဲ့ကြားထဲမှာလင်းလက်တွေကိုချမ်းပြီးတော့သွားလာနေကြပါတယ်ရမ်းမြင့်တဲ့တာဝါကြီးတစ်ခုရဲ့အပေါ်မှာတော့သေးငယ်တဲ့ပုံရိပ်လေး5ခုအတူတူရက်နေကြပါတယ်သူတို့တွေကတော့ပြက်စစ်လေးညင်းထဲမှာဝေးုံလေးတလူလူလွင့်နေပြီးတော့ပောက်ပတဲ့ရွှေအောင်ဝတ်ဆောင်ဝတ်ထားတဲ့မောင်ကိုတောက်ပပြီးတော့လင်းဖောက်မြင်နိုင်တဲ့တပ်ပလက်လေးကိုကင်ထားတဲ့ညီမလေးပါနဲ့မော်စာသားတွေပြည်နေတဲ့ဆောက်ကြီးကိုရင်ဘတ်မှာပိုက်ပြီးတော့သူ့ရဲ့မျက်မှောင်ဝိုင်းလေးကိုပြင်ပြီးတက်နေတဲ့မောင်ပညာတက်တန်အောင်လင်းဆက်တီကြနေတဲ့စုတ်တန်လေးကိုလှည့်ပြီးကစားနေတဲ့ညီမလေးပချီပြီးတော့အိတ်ကတ်ထဲမှာတချောက်ချောက်မြင်နေတဲ့ကရိယာတွေပြည့်ထည့်ထားတဲ့ဝတ်ဆောင်ဝတ်ထားတဲ့မောင်တိကြတော့ပဲဖြစ်ပါတယ်ဒီအချိန်မှာရုတ်တရက်ဆိုသလိုပဲမိုးချိုးပြတ်တန်းလို့ဟိန်းထွက်နေတဲ့ဘုံဆိုတဲ့အတန်ကြီးနဲ့တူမြို့ကြီးတစ်မြို့လုံးကမြင်းဆိုင်ပုတ်တွေနဲ့ပြန်တန်းနေတဲ့ကားတွေအားလုံးတစ်ပြိုင်နက်မီးငိမ့်သွားပြီးတော့ရာရာဟာမောင်တိကျသွားတော့ပါပဲကောင်းငင်ကကြေးရောင်နေနဲ့သူရဲ့ကောင်းလေး9ဘော်စီကမှော်ကရိယာလေးတွေရဲ့နှိမ်ပြပြအလင်းရောင်လေးကျန်ခဲ့ပါလိမ့်မယ်မိုးဖွင့်ရင်မြဲဘေးပတ်လေကရေးပေါ်မီးတန်းလေးတွေရဲ့နှိမ်ပြပြအောက်မှာကလေးရဲ့ဆိုရင်ကြီးဖြစ်နေမျက်နှာတွေအောက်ဘက်ကနေမျိုးသားတဲ့ထိတ်လန့်ကြအောင်ဟစ်တန်နေဆူညံလုံးနေပါလေဖွဲ့ကောင်းဆောင်မောင်ကိုကရှေ့ကိုတလန်းထွက်ပြီးအချိန်မှာသူ့ရဲ့မျက်နှာကိုမော့ပြီးတော့ခိုင်မာစွာရက်လိုက်ပါတယ်သူ့ရဲ့ဝတ်ဆောင်ကနေပေါ်ထွက်နေရွှေအောင်လင်းနေနေတဲ့သူတို့အဖွဲ့ကိုဝင်းရံလင်းသွားစီပြီးတော့သူ့ရဲ့လက်ကိုမြောက်ကပြက်ပြက်သားသားပဲအခုလိုအော်ပြောလိုက်ပါတယ်လုံးမကြောက်ကြနဲ့နော်ငါတို့အတူတူသွားကြမယ်နောက်ဆုံးမြို့တော်ကြီးစီကိုလင်းအောင်ပြန်လာပေးရအောင်အဲ့ဒီညရဲ့နှောင်းပိုင်း